ဒီဆော့ဝဲလေးကိုမမိကြသေးလားရှင်ဖုန်းထဲမှာမက်ဆေ့အသားမီလာပြီးဆိုရင်ရှင်ခုံအားတာဘာနဲ့မှမတူတဲ့ခန်းစားချက်မျိုးရှိခဲ့ကြဘူးတဲ့ဟုတ်ပါတယ်ဒါဟာတချိန်ကကျမတို့အတွက် Facebook ခင်မစားခင် Messenger ထက်ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းခဲ့တဲ့ B-Talk ပဲခက်ပါတယ် Facebook အခုလောက်မသုံးတတ်သေးခင် data 1 GB ကို9000နီးပါးပေးသုံးခဲ့ရတဲ့ခင်မှာ B-Talk လို့ပြောလိုက်ရင်လူတိုင်းပြေးမြင်မိမှာကတော့ look around ပါပဲကို့အနာအတွင်းမှာဘသူရှိလဲလိုက်ချောင်းရတဲ့အရာတာဖုန်းကိုအယူတယောက်လိုလှုပ်ပြီးဘသူနဲ့ match ဖြစ်မလဲစောင့်ရတဲ့ရင်ခုန်တန့်တွေပြီးတော့ဖုန်းကိုလွတ်ခါပြီးမိတ်ဆွေသေးရှာရတဲ့ရှိတ်ကိုဖုန်းပြုတ်ကြမတတ်လွတ်ခဲ့ကြတာဒီမှတ်မိအောင်ပါသား Whisper ထဲမှာလျှို့ဝှက်ချက်တွေပြောခဲ့ကြလေစာလီးပြောင်းမသွားခင်အမြန်ဖတ်ရတာကလည်းအမောပါပဲ2014-2015ဝန်းကျင်ကမြန်မာနိုင်ငံမှာ B-Talk ဟာလူငယ်တိုင်းရဲ့မရှိမသေး app လေးတစ်ခုထိခဲ့ပါတယ်မိတ်ဆွေတည်တည်ရှာခဲ့ကြချစ်သူတွေဖြစ်ခဲ့ကြ profile ပုံကနတ်သမီးလေး Angel Girl Bad Boy ဆိုတဲ့နာမည်တွေနဲ့တစ်ဖက်ကလူကို Hi ခင်ကျင်လို့ပါဆိုပြီးစာပို့ခဲ့ရတဲ့အချက်တွေကိုလွှမ်းမိမှအဖန်ပါပဲစိတ်မကောင်းစွာနဲ့ပဲ2019ခုနှစ်မေလ20ရက်နေ့မှာတော့ B-Talk ဆိုတဲ့အဝါရောင်ပြားလေးဟာငွေကြီးဆိုင်ရာအခက်ခဲတွေကြောင့်သူ့ရဲ့ဝန်ဆောင်မှုတွေအားလုံးကိုအပြီးတိုင်ရနားလိုက်ပါတော့တယ်အခုတော့အဲ့ဒီအဝါရောင်ပြားလေးဟာကျွန်တော်တို့ရဲ့ဖုန်းတွေထဲမှာမရှိတော့ပေမဲ့အမှတ်တရတွေအပြင်မှာတော့ကြံဒီဦးမှာပါ B-Talk မှာပထမဆုံးစကားပြောခဲ့ဘူးတဲ့သူကိုမှတ်မိသေးလားအခုတော့သူနဲ့အဆက်အသွယ်ရှိသေးလား comments မှာအမှတ်တရတွေဝေမျှခဲ့ပါအောင်